Australia နိုင်ငံလူဦးရေ99ရာခိုင်နှုန်းကအရှေ့ဘက်က area အသေးလေးမှာပဲစုပြုံနေထိုင်ကြပြီးကြံတဲ့ကျေပြောလိုက်မီနီယာအများကြီးမှာတော့လူဦးရေ1%ပဲရှိနေရတာလေနောက်ထပ်ထူးဆန်းတဲ့အချက်ကတော့အဲ့ဒီ1%နဲ့ကအများစုကလည်း Perth မြို့မှာပဲနေထိုင်ကြတာပါဒါဟာနိုင်ငံရဲ့အလဲပိုင်းကကျယ်ဝန်းလာတဲ့နေရာကြီးမှာလူဦးရေ1%တောင်မပြည့်ဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲဒါဆိုအကြောင်းရင်းကဘာဖြစ်မလဲဒါဟာ Australia ရဲ့ပထဝီဝင်အနေအထားကြောင့်ပဲဖြစ်ပါတယ်ပထမအချက်ကတော့အရှေ့ဘက်ကန်ယူတန်းတစ်လျှောက်မှာတွေ့တိုင်းနေရင် Great Dividing Range လို့ခေါ်တဲ့တောင်တန်းကြီးကြောင့်ပါအဲ့ဒီမြင်မာတဲ့တောင်တန်းကြီးတွေကသမုဒ္ဒရာဘက်ကလာတဲ့မိုးတိမ်တွေကိုကုန်းတွင်းပိုင်းထဲမဝင်နိုင်အောင်ပိတ်ဆို့ထားလိုက်ပါတယ်ဒါကြောင့်မလို့နေမီအများစုဟာ6သွေ့ပူပြင်းပြီးမိုးရွာသွန်းမှုနှဲပါသွားတာပါမြေစီလွာတွေကလည်းအာဟာရဓာတ်မရှိတာကြောင့်စိုက်ပျိုးရေးလုပ်ဖို့လုံးဝမခင်နိုင်တော့ပါဘူးတစ်ဖက်မှာတော့အရှေ့ဘက်ချမ်းဟာ Sydney, Melbourne, Brisbane နဲ့ Canberra လိုမျိုးမြို့ကြီးတွေတည်ရှိရာနေရာဖြစ်နေပါတယ်။ကမ်းရိုးတန်းနဲ့နီးတာကြောင့်နိုင်ငံတကာကုန်သွယ်မှုစိတ်ပန်းလုပ်ငန်းတွေနဲ့ကမ်းခြေခရီးလုပ်ငန်းတွေဟာအားကောင်းကောင်းနဲ့ဖွံ့ဖြိုးတိုးတက်နေတာပါ။ရာသီဥတုကလည်းမျှတတာကြောင့်စိုက်ပျိုးရေးရောစက်မှုလုပ်ငန်းတွေအတွက်ပါထင့်တော်လာပါတယ်။ကောင်းမွန်တဲ့အခြေခံအဆောက်အဦတွေနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကစီးပွားရေးအချက်အခြားကြတဲ့မြို့ပါကွင်းဆက်ကြီးတစ်ခုကိုဖန်တီးပေးထားတာထက်ပါတယ်။